ကျွန်တော်တို့တမတော်ကလူကိုရီးယားလည်းပါတီဆိုဒီမိုကရေစီစနစ်ကိုလက်ခံနေတယ်ကျွန်တော်ပြောပြီးသားဖြစ်ပါတယ်။ဘာဖြစ်ချင်တာ။ဘာလုပ်ချင်တာလဲဆိုတော့ငါ့ကိုပွင့်လင်းပြောတာ။2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးပါတယ်။ချင်သားပဲပုံမတတ်သေးဘူးဆို။ယူသားသားပါပဲကျွန်တော်ဦးလည်းတကယ်ယူသားသားကျွန်တော်ပြောတာ။အမျိုးအိမ်မှာလေ spring water ပဲတောက်တာ။ तू ကအောက်ဆီဂျင်ဓာတ်တွေပုံများပြီးတော့ hydrogen နဲ့ selenium ဓာတ်တွေပါမျှတာတော့ညံ့ဖို့ကောင်းလာပေါ့။ကျွန်တော်တကယ်လေကျွန်တော်တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖူဖူတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ချင်ပါ။တမိုင်းသင်္ကန်းစာတွေကဖြတ်တန်းလာတမိုင်းတွေသင်လို့ရှိရင်ကျွန်တော်တို့ကရှင်ကြီးဝါးလဲဝင်ခဲ့တယ်ရှင်ငံဝါးလဲဝင်ခဲ့တယ်။မင်းသားဖြစ်ချင်တယ်။စားထက်လိုက်။အဲ့တော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်းဆုံးသောအခြေအနေကတော့နိုင်ငံရေးမှာတော့ပါတီဆိုဒီမိုကရေစီစနစ်ကတော့အကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်တွေ့ပါတယ်။ဒါကျွန်တော်တို့လက်ခံပါတယ်။ကျွန်တော်ကိုရတဲ့ဒါကိုဟလာအားပေးပါတယ်။ဘယ်ဆိုမှလည်းထားစက်တော့မတဲ့နဲ့မြင်းမတိုင်တယ်။ဒီစက်တော့ပိတ်ထား။ထို့ဒီပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့လေ။ဒါတွေလည်းဒါတော်တော်လေးရှိပါတယ်။ဒါတွေလည်းပတ်သက်ရင်လည်းဟလာကျွန်တော်တို့ကတော့ဒီမိုကရေစီနဲ့နိုင်ငံမြန်မာချက်မှာကျွန်တော်ပေးထားတာရှိတယ်။ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြံတဲ့ပြည်တော်စုတည်ဆောက်ရေးဆိုကျွန်တော်တို့ပေးခဲ့တာရှိ။ဟဲ့ကပါတီရှောက်ပြောနေတာတော့လာပြီးတော့အိုးကြောင်ကြားလာလုပ်နေဖက်ဒရယ်ခွင့်ရေးတွေပေးဖို့ဒါလေးပေးဖို့ဟလာစဉ်းစားရှိပါတိုးတော်လည်းပဲသူ့ထိုက်တဲ့ဟာပေါ့ဒါတွေတော့ကျွန်တော်တို့သွားမှာပေါ့မင်းတော့ဖက်ပြောင်းနေလို့လားမသိလူတွေကစိတ်ညစ်နာမှကြီးနေပဲထင်နေကြတယ်ကျေးဇူးပါလို့ပဲလူစားတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်လည်းဖြစ်ချင်တာခံရတွေဖြစ်ချင်တာတွေအများကြီးရှိမှာဒါပေမဲ့လူနတ်မလိုက်နိုင်ဆိုသလိုပဲအကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်ထိုက်တာတော့ကျွန်တော်ဖြစ်အောင်ဥပဒေရကျွန်တော်တို့တွားအများဆုံးဖက်ရှင်နဲ့ကျွန်တော်တွားမှာဖြစ်ပါဒီမှာပုံမတဲ့သိပါတယ်ရှင်မဆက်ကအဲ့လိုစကားမျိုးတွေပြောထက်တော့ရှင်မရှက်ဘူးလားရှင်မရှက်ပေမဲ့ကျမတော့အရန်ရှက်တယ်ဒါတွေကနိုင်ငံရေးရအဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟလာဒီမိုကရေစီလက်ခံတယ်ဆိုရင်ကျွန်တော်တို့ကပါတီဆိုဒီမိုကရေစီကပြည်သူကတောင်းဆိုတာလေဗျာကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာအဲ့တော့ကျွန်တော်တို့ဒီမိုကရေစီသွားမယ်ဆိုရင်ငင်းချမ်းနဲ့ဒီမိုကရေစီမြင့်တဲ့ကြဆောင်ဖို့ပဲလိုပါတယ်အယူငါပြောတာဒီယုံမင်းလိုအယူတွေများပေါ်လေငါစားပေါက်တိုးနေတယ်ရှင်လူမဟုတ်လားလူဆိုရင်ချင်းမှုရှိရတယ်ရှင်